မြမဘောလုံးလောကကောင်းလာဖို့ဘာတွေလုပ်တင်တယ်လဲပထမဆုံးလူငယ်တွေကိုစနစ်တကျလမ်းဖွင့်ပေးဖို့လိုပါတယ်။ကျောင်းစိတ်နဲ့စာပြီးပြိုင်ပွဲတွေအများကြီးဖန်တီးပြီးအရေးအချင်းရှိသူတွေကိုရှာဖွေထောက်ပံ့ပေးရမယ်။နောက်တစ်ခုကတော့နီးပြအရေးချင်းတကယ်တမ်းတင် जा နိုင်တဲ့နိုင်ငံတကာနီးပြတွေနဲ့ပူးပေါင်းပြီးမြန်မာနီးပြတွေအတွက်သင်တန်းတွေဖွင့်ဖို့လိုအပ်တယ်။အပိသက်ကတော့လေ့ကျင့်ခန်းကွင်းနဲ့အခြေခံအဆောက်အုံကမ္ဘာအဆင့်မီ training center မရှိဘဲနဲ့ကစားသမားတွေတိုးတက်ဖို့မလွယ်ပါဘူးနော်ပြီးတော့ဘောလုံးအသင်းတွေကိုကိုယ်ပိုင်စီးပွားရေးနည်းစနစ်နဲ့တိစောက်ဖို့လဲလိုတယ်အားကစားနဲ့စီးပွားရေးကိုမျှတအောင်ပေါင်းစည်းပေးဖို့ပရိသတ်တွေရဲ့အားပေးမှုနဲ့စီးပွားရေးလုပ်ငန်းတွေကရင်းနှီးမြှုပ်နှံမှုအရေးကြီးပါတယ်တခြားတယောက်အပေါ်မှမူတည်တာမဟုတ်ဘူးဘောလုံးဖွံ့ဖြိုးဖို့ဆိုတာအားလုံးပူးပေါင်းဖန်တီးရမယ့်အလုပ်ကြီးတစ်ခုပါပဲ။